ဒီသုံးခုစမ်းကြည့်အလုပ်ပို့ပြီးရပထမတစ်ခုကအရေးဝအောင်အိပ်ပါအရေးဝရဆိုရှင်အလုပ်ကိုပို့အောင်ဆိုင်နေတယ်ပို့အောင်ဆိုင်နေတယ်ဆိုလို့ရှင်အလုပ်ပြီးရပို့မြန်တယ်နောက်တစ်ခုအလုပ် quality လည်းကောင်းတယ်ဒုတိယတစ်ခုကကြိုတင်ပြင်ဆင်ပါကိုအိယာမဝင်ခင်မှာမရက်ဖန်လုံးမဲ့ဟာတွေကိုတေချာစနစ်တကျအစီအပြုထားပါမရက်ဖန်ဒီချိန်မှာလုပ်မှာဒီချိန်မှာလုပ်မှာဒီချိန်မှာလုပ်မှာအဲ့လိုမျိုးလုပ်ထားရဆိုရှင်ပို့လုပ်ဖြစ်တယ်မဟုတ်ဆိုလို့ရှင်အရန်အားချင်းဖြစ်တဲ့ဟာတွေပဲလုပ်ဖြစ်သွားတာတကယ်အရေးကြီးဟာကြမလုပ်ဖြစ်တော့โอเคနောက်ဆုံးတစ်ခုကအနောက်ရှက်တွေကိုကြိုတင်ပြီးတော့ဖယ်ရှားထားပါနောက်ရှက်တွေဆိုတာက social media ဖြစ်မယ်တော့မဟုတ်ကိုမလိုအပ်ဖက်နဲ့ဖုန်းခေါ်လာနေတဲ့သူတွေဖြစ်မယ်အဲ့ဒီဟာတွေကိုကြိုတင်ဖယ်ရှားခြင်းအဖြစ်လဲပို့ပြီးအလုပ်ပေးရမဟုတ်ဆိုရှင်ကိုအလုပ်ထဲမှာမရောနေရ social media နဲ့လူတွေကတောက်လျှောက် message တွေပို့နေတယ်ကိုတွားကြည့်လိုက်တယ်ဆိုရှင်အလုပ်ကအာရုံပြောက်သွားပြီအလုပ်ထဲကိုပြန်ဆောင်ဝင်မှုရတယ်နဲ့ချိန်ပေးရတယ်အဲ့တော့နောက်ဆက်ဖြစ်တယ်အလုပ်မပြီးဘူး okay ဒါကြောင့်မလို့နောက်ဆက်ဖြစ်နိုင်တဲ့ဟာတွေကိုကြိုတင်ဖယ်ရှားထားရဆိုရှင်ပို့ပြီး productive ဖြစ်တယ်ပို့ပြီးအလုပ်ပေးတယ် okay အဲ့သုံးကိုစမ်းကြည့်